Hi RTRXs, welcome back to the Rex. အမတို့ YouTube video အသစ် create မလုပ်ဖြစ်တာ9လလောက်ကိုရှိသွားပြီဆိုတော့ဖြည့်ပြီးရတဲ့တွေလည်းဖြည့်ပြီးလောက်ပြီပေါ့နော်။ဆိုတော့ဒီ video လေးကတော့မဖြည့်ရသေးတဲ့ T-Rex တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ GED math မှာဆိုရင် word problem တွေကတော်တော်လေးခက်တယ်။ဘာမေးမှန်းကိုမသိဘူးဆိုပြီးတော့ကျောင်းသားတွေကြားမှာရေးပန်းစားတယ်။ဒီနေ့ video မှာတော့ဒီခက်ပါရဲဆိုတဲ့ word problem တွေကိုလွယ်လွယ်ကူကူနဲ့ဘယ်လိုကင်တွယ်ဖြေရှင်းလို့ရမလဲဆိုတဲ့အချက်၄ချက်ကိုဥပမာနဲ့တကွာပြပြပေးသွားမှာဖြစ်ပါတယ်။ So let's get down to business. Number 1. Don't panic. Word problem တခုကိုတွေးလိုက်တာနဲ့သူတို့ရဲ့အရှိန်ကလည်းမသိတော့ကျောင်းသားတော်များများက panic ဖြစ်တတ်ကြတယ်။ဒါပေမဲ့ URL ဆွဲနေအောင်သိထားရမှာက GED လို high school equivalency test တွေမဟုတ်ဘဲ SAT, ACT စတဲ့ standardized test တွေအားလုံးလိုကသူရှိတဲ့ဘောင်သူရှိတဲ့ level အတွင်းကပဲမေးရမလို့ဖြေရကျောင်းသားတွေမှာဒါဒီလိုအပ်တဲ့ proficiency ရှိရဆိုရင်တွက်ကိုတွက်တတ်ပါတယ်။အဲကြောင့်မလို့မလိုအပ်ဖ ೇನೆ ပြပြီးတော့ကိုယ့်ရဲ့အချိန်တွေကို waste ဖြစ်သွားမျိုးမလုပ်ဖ ೇನೆ ငါဒီ word problem တွေကိုဆောင်းပွဲအတွက်ပြင်နေတော့မှလည်း10ချိန်ထက်မနည်းလေ့ကျင့်ထားရဲငါတေချာပေါက်တွက်တက်တယ်ဆိုတဲ့စိတ်ကိုမွေးပြီးတော့အစားပြုတင်နေပေါ့နော်။ Number 2. Always read the question carefully first. Word problem အများစုကိုဆိုရင် table တွေ graph တွေ histogram တွေစတဲ့စုံစည်းနေတဲ့ဒီ data presentation method တွေနဲ့တွဲမိလေးရှိရပေါ့နော်။ဒါပေမဲ့လည်းဘလို့အချက်အလက်တွေအများကြီးပဲပေးထားပါစေအမားတို့ပထမဆုံးလုပ်ရမှာကမိကုံးအရင်ဖတ်တာပဲဖြစ်ရမယ်။အမှတ်ကောင်းတဲ့ကျောင်းသားတော်တော်များများကိုမေးကြည့်ရင်လည်းမိကုံးကိုအရင်ဖတ်တယ်ဆိုပြီးတော့ပြန်ပြောကြလေးရှိရဲ။ဒီလိုမျိုးမိကုံးကိုအရင်ဖတ်တတ်တဲ့အကျင့်မွေးထားတာကလည်းအချင်းကြီးရောမဟုတ်ဘူးပေါ့နော်။မိကုံးကိုအရင်ဖတ်ပြီးမှတေချာနားလဲလိုက်တာနဲ့ဒီတွဲမိထားတဲ့ data presentation ဒါမှမဟုတ် passage ထဲမှာပါတဲ့ info တွေအများကြီးမှအများကြီးရဲ့ကဘယ်အချက်ကိုရှာရမလဲဆိုတာတိတိကျကျသိသွားမယ်။အဲ့ဒါကြောင့်ပဲလိုအပ်တဲ့အဖြေမှန်ကိုမြန်မြန်ဆန်ဆန်ပို့ပြီးတော့တွက်လို့ရသွားမယ်။ Number 3. Identify key information. ဒီအချက်ကတော့ခုနပြောတဲ့အချက်နဲ့ဆက်ဆက်တဲ့အပြင် self explanatory လည်းဖြစ်တယ်ပေါ့နော်။ data တွေ passage တွေအရှေ့ကြီးတွေပေးထားပေမဲ့လည်းမိကုန်းကတကယ်လိုချင်တာဘာလဲဆိုတာကိုတေချာသိထားရင်ရှာခိုင်းတဲ့အဖြေမှန်အတွက်လိုအပ်တဲ့ crucial information ကိုရှာတာကထင်သလောက်မခက်တော့ဘူးပေါ့နော်။ဒါပေမဲ့သတိထားမှာကGED math မှာဆိုရင် given info တွေ5ချက်6ချက်လောက်ကိုရှိတဲ့အချက်တွေပေါ့နော်။အဲ့လိုအပုတ်တွေမှာဆိုရင်နှစ်ပုတ်သုံးပုတ်ခွဲမေးတတ်တာကြောင့်မလို့တပုတ်ချင်းစီမှာလိုအပ်တဲ့ data ကိုပဲအာရုံစိုက်ပြီးတော့မလိုအပ်တဲ့ info တွေမှာအချိန်မဖြုံးပြီးပို့ကရေးကြည့်ရပေါ့နော်။ Number 4. Don't use on-screen calculator excessively. ဒါကတော့ optional ပါပေါ့နော်။အမားတို့ suggest လုပ်တာကတော့ပထမဆုံးတစ်ခေါက်တွက်တဲ့အချိန်မှာ24 plus 3တို့11 into 10တို့စရတဲ့ဒီအရန်လွယ်ကူရိုးရှင်းတဲ့ပေါင်းတော့မြောက်စားတွက်ချက်တွေကို on-screen calculator ရဲ့တိုင်းရိုက်ထည့်လိုက်တာမျိုးမလုပ်ဖ ೇನೆ စိတ်တွက်နေပဲဖြစ်ဖြစ်အကျမ်းမှာခြားတွက်ကြည့်ရပဲဖြစ်ဖြစ်လုပ်ကြည့်ပါအချိန်တွေအများကြီး save ဖြစ်တာကိုတွေးရမယ်အပြင်တချို့ကဏ္ဍကြီးအပိုင်းကိန်းတွေပေါ့နော်ကဏ္ဍကင်ရလွယ်ကူအောင် reduce လုပ်တဲ့အချိန်မှာပိုင်းခြေပိုင်းဝေးကိုချရေးပြီးတော့စာခွဲကိန်းကိုစီခွဲပြီးတော့တူညီရဲ့စာခွဲကိန်းတွေကို cancel out လုပ်နေရင်ကနေရလာတဲ့ဒီအပိုင်းကိန်းတချို့ဒီအငယ်ဆုံးထပ်မဟုတ်သေးတဲ့အပိုင်းကိန်းတွေကတခြား data တွေနဲ့ပုံစံမှာပြီးထားတဲ့တခြား data တွေနဲ့တွဲတက်တဲ့အချိန်မျိုးမှာအငယ်ဆုံးခဏအထိ reduce လုပ်ထားတဲ့ပိုင်းကိန်းတွေထပ်ပိုတက်ရလွယ်နေစီရမျိုးလဲရှိတက်တယ်အဲဒါကြောင့်မလို့ calculator ကိုကြွကျန်းသုံးတတ်အောင်ကျင့်ထားပါဒါပေမဲ့အလွန်အကျူးအားကိုးတာမျိုးတော့မလုပ်နဲ့ပေါ့နော်ကဲဒီအချက်တွေကိုသုံးပြီးတော့ GED ready test တွေကပုံစံလေးတစ်ပုဒ်ကိုဥပမာတွက်ပြပါမယ်Okay ဒီလိုမျိုး passage ရောဒီ data presentation ဒီမှာဆိုရင် table ဒါမျိုးရောပြီးရင် question ရောပေးထားတဲ့အပုဒ်တွေမှာဆိုရင်ပထမဆုံးလုပ်ရမယ့် first step က always the question ဆိုတော့ step 1က question ကိုအရင်ဖတ်တာဖြစ်မယ် question ပြီးရင်question ဖတ်ပြီးရင်အမတို့ကဘာဆက်ကြည့်မလဲဆိုတော့ passage ကိုဆက်ကြည့်မယ် passage ထဲမှာအမတို့မိကုန်းကမိထားတဲ့ information ပါလားမပါလားပေါ့passage ကိုဖတ်မယ် passage ဖတ်ပြီးမှသာလျှင်အမတို့က data ဒီ presentation တွေကိုဆက်သွားမယ် data ဆိုတော့ဒီ data တွေသွားတဲ့အချိန်မှာလဲကိုကမိကုန်းမှာပါလားမပါလား
သိချင်တာအရင်သိချင်တယ်ဆိုရင်အမတို့ details တွေဒီ data ထဲမှာပါတဲ့ details တွေကိုအရင် dive in သွားမလုပ်ဖ ೇನೆ ဒီလို label လေးဒါမှမဟုတ် description လေးရဘာမှရှိတတ်လဲဆိုတော့အမတို့ပေးထားတဲ့ passage ရဲ့နောက်ဆုံးနားလေးမှာလည်းပေးထားတယ်လို့ဒါမှမဟုတ်ဒီ data နဲ့ပဲတွဲရက်တက်စီပေးထားမျိုးလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါလေးကိုဒီ label တို့ description တို့အရင်ဖတ်ကြည့်မှအရင် scan လုပ်ပြီးတော့မှသာလျှင်အမတို့ပေးထားတဲ့မေးခွန်းတွေကရှာရမယ့်အချက်တွေပါလားမပါလားဆိုတာကိုကြည့်ပြီးမှသာလျှင်အမတို့က details တွေတခြားဖတ်ကြည့်မယ်ပေါ့အဲ့တော့အမတို့အရင်ဆုံးလုပ်ရမှာကမေးခွန်းရင်ဖတ်မယ်ဆိုတော့ဖတ်ကြည့်အောင် Type your answer in the box. You may use numbers, a decimal point, or a negative sign in your answer. ဆိုတော့ဒီမှာပြောထားတဲ့ဒီဟာကပေါ့နော်ဒီ type your answer in a box ဆိုတဲ့ဒီစာကြောင်းကြီးကဘာလဲဆိုရင်အမတို့ကိုများသောအားဖြင့်student produce answer တွေမှာဆိုရင်အမတို့က type in လုပ်ရတာဖြစ်တဲ့အတွက်ဘယ်လို symbol တွေရောသုံးလို့ရမယ်ဘယ်လို symbol တွေရောသုံးလို့မရအောင်ဆိုတာကို indicate လုပ်ပေးထားတဲ့စာကြောင်းကအမြဲလိုပါတတ်တယ်အဲ့တော့ဒီမှာပြောထားတဲ့ you may ဆိုတဲ့ကိစ္စမှာသုံးလို့သုံးရမယ်မဟုတ်ဘဲနဲ့သုံးသိရင်သုံးဖို့အတွက်ခွင့်ပြုထားပါဆိုတဲ့အဓိပ္ပာယ်ပေါ့ဥပမာဆိုရင်အမတို့ကများသောအားဖြင့် decimal နံပါတ်တွေထွက်လာပြီဆိုရင် decimal နဲ့ရေးကြတာမျိုးမဟုတ်ဘဲနဲ့အပိုင်းကိန်းပုံစံမျိုးနဲ့ထားခဲ့ရမျိုးရှိရဲဒါပေမဲ့လည်းဒီမေးခွန်းမှာတော့အမတို့ decimal ကိုသုံးခွင့်ပြုပါတယ်အကယ်သုံးဖို့လိုလာရင်သုံးပါဆိုတဲ့အဓိပ္ပာယ်ပေါ့နော် Okay ဆိုတော့မေးခွန်းကိုတကယ်မေးခွန်းစစ်ကတော့ဒီမှာမှလာမှာ What is the rental cost in dollars per square foot that Anne pays for the our store space အဲ့တော့ငှားရမ်းက square foot 1 square foot ကိုဘယ်နဲ့ဒေါ်လာပေးရလဲဆိုတာမျိုးကိုသူကမေးထားတာဆိုတော့ပေးထားတဲ့ information တွေကတော့အများကြီးပဲဒီအောက်မှာဆိုရင်လည်း data table မှာဆိုရင်လည်း our store prices ဆိုတော့သူက Canva တွေရောင်းတဲ့ဈေး frame တွေရောင်းတဲ့ဈေးကိုပေးထားတယ်အဲ့တော့ဒါတွေကဘာဖြစ်သွားပြီလဲဆိုရင်လုံးဝ irrelevant ဖြစ်သွားပြီဘာလို့ဆိုတော့အမတို့လိုချင်တာကငှားတဲ့ဒီအခန်းငှားရဲ့ဈေးကိုပဲလိုချင်တာပေါ့နော်ဆိုတော့အမတို့ passage ကိုဆက်ကြည့်မယ်ဒီ data table တွေမှာကတော့ဒီ label တွေတို့ဒီ description တို့ဖတ်ရုံနဲ့သိတာရယ်ဒါပေမဲ့ passage ကကြတော့အမတို့ info တွေအများကြီးကိုစာရင်းနဲ့ရေးထားဖြစ်တဲ့အတွက်မသိတာတော့ဖတ်ကြည့်မှာပဲရမယ် Anne owns our supply store and is analyzing store's expenses and income because she wants to increase the store's profit လာပါပြီ The expense include renting 1250 square feet of space for $1,350 per month ဆိုတော့ဒါကပဲအမတို့လိုချင်တဲ့ information ကဒီမှာရက်သွားပြီအဲ့တော့အောက်ပိုင်းမှာဘာလာအမတို့ကဆက်ပြီးတော့ဖတ်နေကြမလို့တော့ဘူးဘာလို့ဆိုတော့သူတို့တွေကမလိုတဲ့ information irrelevant information တွေဖြစ်သွားပြီဆိုတော့သူကပြောထားတယ်1250 square feet အတွက်ကို$1,350 ပေးရတယ်လို့ပြောထားတယ်ဒါပေမဲ့လည်းအမားတို့ကိုလိုချင်တာက per square foot 1 square foot ဆိုရင်ရောဘယ်လောက်လဲဆိုတော့အမားတို့ဒါက ratio rate သဘောမျိုးနဲ့တွက်လို့ရတယ်အဲ့တော့အနည်းလို့အများစားကြည့်ဆိုတော့1/1250 into 1,350ဆိုတာဖြစ်သွားမယ်ပေါ့အဲ့တော့ဒီမှာဆိုရင်သူကလိုချင်တာက dollars per square foot ဆိုတော့ဒီလိုပုံစံမျိုးလေးနဲ့ရေးထားတဲ့ဟာနဲ့လည်းတူတယ်အဲ့တော့ကိုequation ချတဲ့အချိန်မှာအဆင်ပြေလို့ချလို့ရတယ်ပေါ့အမှားကတော့ဒီလိုမျိုးအနည်းလို့အများစားကြည့်ဆိုရယ်ပုံစံလေးနဲ့ပဲသွားလိုက်တယ်ဆိုတော့ဒီမှာဆိုရင်ဒါကိုရှင်းလိုက်မယ်ဆိုရင် calculator လေးသုံးပြီးရှင်းလိုက်မယ်အဲ့တော့ဘယ်လောက်ရလဲဆိုရင်သူက17ရလိမ့်မယ် okay ဆိုတော့$17အဲ့တော့သူကပြောချင်တာကအမတို့နောက်ဆုံးထွက်ပြီးမယ်ဆိုရင်ဘာထွက်လာမလဲဆိုတော့ the square foot ကို$17တန်နေဆိုတဲ့အဓိပ္ပာယ်ပါပဲโอเคနော်ဆိုတော့ဒီအခြေအနေမျိုးမှာဆိုရင်အမတို့အပေါ်မှာပြောသွားတဲ့မိကုံ panic မဖြစ်သွားဘူးဆိုတာကတော့ဒါကတော့အမတို့ကဒါ practice လုပ်တာမလို့ဘာမှခရီးစိုက်ဆရာမလို့ပြီးရင်တော့အမတို့မိကုံတေချာဖတ်လိုက်တယ်မိကုံတေချာဖတ်တဲ့အချိန်မှာ key information က rental cost ဆိုတာကိုသိပြီးတော့ကျန်တဲ့ဟာတွေကိုမလိုအပ်တဲ့အချိန်မှာအမတို့ ignore လုပ်လိုက်လို့ရတယ်ဒီအချိန်မှာတော့ဒီ calculator သုံးတာကိုအမတို့ထည့်သုံးလိုက်တယ်ဘာလို့လဲဆိုတော့ကိန်းတွေကနည်းနည်းကြီးရဖြစ်တဲ့အတွက်အမတို့အချိန်ရန်ကုန်သွားမှမလိုလားတဲ့အတွက်ကြောင့်မလို့ calculator လေးရဲ့ပဲမြန်မြန်ဆန်ဆန်ထည့်ပြီးသုံးလိုက်တယ်ဒါပေမဲ့လည်းအမခုနပြောခဲ့သလိုအရန်လွယ်ကို2 into 3ကဘယ်လောက်လဲဆိုတော့ဟာမျိုးကိုတော့အမတို့ calculator ရဲ့ထည့်သုံးတာမျိုးကို recommend အရင်မလုပ်ပါဘူးဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် we'll see you again